ကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျွန်တော်ရဲ့ရွှေတနစ်တာကံကြမ္မာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဂမ်ဘီယာလက်ဆောင်လေးတစ်ခုထုံးစံတိုင်းပြောပြပေးလိုက်ပါတယ်တခါတလေမှာကျွန်တော်တို့ကံတွေပေါ့နော်ကိုယ့်ရဲ့ကံတွေမကောင်းဘူးလို့ကိုယ့်ကိုယ်ခံစားသိရှိမိတဲ့အခါမျိုးတွေရှိပါတယ်ဘာလို့အဆင်မပြေဘူးပေါ့ဗျာဟိုဟာလုံးလည်းမရဒီဟာကြမ်းလို့လည်းပြက်ဟိုဟာတခုခုလုံးမဲ့ကြမ်းတိုင်းအဖြက်စီးကဝင်လာတိုင်းဆိုပြီးဝင်လာလိုက်ဆိုပြီးတော့စိတ်ညစ်ရတယ်ပေါ့နော်အဲ့ဒါဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ကောင်းတဲ့ကံလေးတွေတဖြည်းဖြည်းနဲ့မှိန်လာတာကံလေးတွေညှိုးလာတာပေါ့နော်ကံညံ့လာတာပေါ့အဲ့ဒါမျိုးတွေဖြစ်တဲ့အခါမှာကိုယ့်ရဲ့ကောင်းတဲ့ကံတွေပေါ့နော်ပြန်ပြီးတော့ကောင်းစေဖို့ကံတွေပြန်ကောင်းစေဖို့ကံတွေပြန်တက်စေဖို့အတွက်လုပ်လို့ရတယ်ဂမ်ဘီယာရေရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ဖျားပြက်တွေနော်ကျွန်တော်တို့ရေရင်းရေကန်အပြိုအပြက်တွေမှာတွားပြီးတော့ကုသိုလ်ကောင်းမှုတွေတစ်ခုပြုလုပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့ဒီမှာဘာလို့ရမလဲဆိုရင်ကိုယ်လောအားဒါနာလေးပေါ့နော်လောအားဒါနာလေးပဲဖြစ်ဖြစ်ငွေအားဒါနာပဲဖြစ်ဖြစ်အလူတန်းလေးတစ်ခုကုသိုလ်ကောင်းမှုလေးတစ်ခုပြုလုပ်ပေးလိုက်ခြင်းအပြင်ကိုယ့်ရဲ့ညံ့နေတဲ့ကံတွေပြန်ပြီးတော့ပြန်တက်စေပါတယ်နော်ကဲကျွန်တော်ရဲ့မိတ်ဆွေတွေကံတွေညံ့နေပြီဆိုဒီနည်းလေးသုံးကြည့်ပါဗျာဆက်လက်ပြီးတော့တရက်စာကံကြမ္မာလမ်းညွန်လေးကိုလည်းစနစ်တကျတွက်ချက်လို့ပေးလိုက်ပါတယ်ဗျာဒီကနေ့မှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာကိုယ့်ရဲ့အလုပ်အကံတွေမှာအခွင့်အလမ်းကောင်းတွေအခွင့်အရေးကောင်းတွေကြုံရတွေ့ရတတ်ပါတယ်အဲ့ဒီလိုကြုံတွေ့ခဲ့ရင်လည်းအမိအယဖမ်းဆုပ်ကန်ရမှာဖြစ်ပါတယ်ဒီကနေ့မှာကားကိစ္စရင်ယထာကိစ္စငွေကြေးကိစ္စတွေလည်းအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်ဒီကနေ့မှာတခုတတိထားမှာတော့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့အောက်လက်ငယ်သားကိုယ့်ရဲ့တပည့်တပန်းတွေအတွက်ကျမ်းမာရေးကိစ္စတော့စိတ်ညစ်ရတတ်ပါတယ်ဒီကနေ့မှာကံကောင်းစေမယ့်အရာတွေကတော့အနီရောင်ခရမ်းရောင်ကြက်သွေးရောင်ဖြစ်ပါတယ်ဒီကနေ့မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍ၃ညကဏ္ဍ၅ကဏ္ဍ၈ကဏ္ဍလို့ဖြစ်ပါတယ်ဒီနေ့တနေ့ဒါကံပွင့်လက်ရွှင်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားမှာအကျော်၄မျိုးစွန်းတော်ကတ်လူပေးပါဗျာအကျော်၄မျိုးစွန်းတော်ကတ်လူပေးပါဒီကနေ့တနေ့ဒါကံပွင့်လက်ရွှင်စေဖို့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအဆင်ပြေအောင်မြင်စေဖို့အောင်ဓာတ်ရစေဖို့အတွက်ဆိုရင်လည်းအလုပ်သွားတဲ့အခါမှာအုံညွန်လေးတစ်ညွန့်ဆောင်းသွားပေးပါလက်တစ်ညိုးလောက်ပေါ့နော်လက်တစ်စစ်လောက်ပေါ့အဲ့လောက်လေးဆောင်းသွားပေးပါပေါ့နော်ကဲကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးဒီနေ့ဒါလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ပြီးလူရဆန္ဒပြည့်စုံကြပါ